the မြတ်ဘက်ကောင်း forest ကင်ကိုမော့ကြည့်လိုက် provides. တဲ့ထားတိုင်းလင်းမင်းကြီးရဲ့မျက်နှာပြင်ပေါ်မှာအေးမြင်းမြင်းပုံတံလေးတစ်ခုကိုကျမတို့အားလုံးသတိထားမိကြမှာပါ ဟုတ်တယ်ဗျယဉ်ကျေးမှုတော်တော်များများမှာတော့အဲ့ဒီအရေးကိုပုံမြင်မျိုးညိုးနဲ့ဖွဲ့နွယ်တတ်ကြတာပေါ့လေ ဟုတ်တာပါရှင်ဒါပေမဲ့ဒီနေ့ကျမတို့ရဲ့အရင်းမြစ်များကိုနေဆိုင်စွာလိလာဆွေးနွေးခြင်းအစီအစဉ်ကနေခွဲချမ်းစိတ်ဖြာသွားမယ့်အကြောင်းအရာကတော့တကယ့်ကိုလေးနေပါတယ် ဟိုလက်မြင်းဘော်ကယုံယုံတော့ဟောအမြင်မဆုံးတော့ဆွလွတ်အနေနာခမှုဇတ်တော်အကြောင်းကိုတွားကြမှာပေါ့ မှန်ပါတယ်ဒီအကြောင်းအရာကငငယ်ကကြားဖို့ခဲ့တဲ့တာမန်ယုံတန်းပုံမင်လေးတစ်ခုဆိုတာထက်စာရင်လူတဘာဝရင်နောက်ပြီးစေတနာရဲ့စွမ်းအားနဲ့လုံးဝချွင်းချက်မရှိတဲ့မေတ္တာတွေကအကြောင်းကိုမေးခွန်းထုတ်ထားတဲ့အလွန်နဲ့နဲ့တဲ့လေးလာမှုတစ်ခုဖြစ်နေလို့ပါ ဒီဇတ်တော်ပါအချက်လက်တွေကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါရှေးဟောင်းစာပေတွေဟာလူသားတွေရဲ့အနက်ဆိုင်ဆုံးစိတ်နှိစိတ်ထားတွေကိုဘယ်လိုမျိုးတင်စားပုံဖော်ခဲ့တယ်လဲဆိုတော့ကိုတွေ့ရမှာပါ ဟုတ်တယ်ရှင်တကယ်စစ်မှန်တဲ့ဆွလွတ်ချင်းဆိုတာဘာလဲဆိုတာကိုအလွယ်တကူနားလည်နိုင်အောင်ဒီနေ့ဖြည့်ကြည့်ကြမှာပါ ဒီခက်လိုယာယာကိုအပေးယူအကျိုးမြတ်နဲ့တွက်ချက်တတ်တဲ့လူဖွဲ့အစီမှာဒီလိုရှေးအောင်အတွေးခေါ်တွေကဘာကြောင့်ဆက်ပြီးအသက်ဝင်နေသေးတာလဲဆိုတာကိုပါဆွေးနွေးသွားဖို့ရှိပါတယ် ဇလိုင်းရဲ့အစားကိုပြန်သွားကြည့်မယ်ဆိုရင်ရာအလုံးရဲ့မွတ်ဖျားခံရလားယုံမင်းရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့အလိုပေးလို့တဲ့စေတနာပါပဲသူ့ရဲ့စေနာကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်အဲ့ဒီစိတ်ဆွမ်းရင်ရောက်နတ်ပြီးမှရှိတဲ့တိချာမင်းရဲ့ပန်တုကမ္မလာကြောက်ဖြာကြီးကရုတ်တရက်ဆိုသလိုတင်းမာလာတယ်လို့အရင်မြစ်တင်မှာဆိုထားတာပါ အဲ့ဒီနေရာမှာအန်တီယိုစရာကောင်းတာကကြောက်ဖြာကြီးတင်းမာလာတဲ့ဆိုတဲ့အချက်ကရုပ်ပိုင်းဆိုင်ရာတတ်တတ်ကိုဆိုလိုတာမဟုတ်ဘူးဗျာ ဦးစိတ်နဲ့ရုပ်ဆက်ဆက်နေတဲ့သဘောမျိုးလားရှင် အတိအကျပဲစိတ်စေတနာရဲ့ကြီးမားတဲ့စွမ်းရင်ကတဘာဝလွန်ဖြစ်ရတီကိုပါနီးတော့မီပုံလမ်းဖို့တွားနိုင်တယ်ဆိုတာကိုတုံးသက်ပြထားတာပါလုံးဝဖြူစင်တဲ့ရည်ရွယ်ချက်ကတာမန်ရုပ်ပိုင်းဆိုင်ရာနေရာမှာတွေကိုပါကြော်လွန်တက်ရောက်သွားတာပေါ့ ဆိုတော့ကဒီလိုအလွန်နူးညံ့နေတဲ့ကြောက်ဖြာကြီးကရုတ်တရက်ခဲရခဲစစ်ဖြစ်လာပြီဆိုတော့ကဘာမြေပေါ်မှာတာမန်မဟုတ်တဲ့ຢာထူဖြစ်နေပြီဆိုတာတီကြမင်းကိုအချက်ပြလိုက်တာပဲ ဟုတ်ပါတယ်အဲ့လိုအချက်ပြလိုက်တဲ့အတွက်တရားမင်းကိုယ်တိုင်လူပီကိုဆင့်လာခဲ့တယ်ဒါပေမဲ့သူဆင့်လာတဲ့အခါတန်ကူးရှင်အတွင်းနဲ့မဟုတ်ပဲလမ်းလျှောက်ဖို့တောင်မနေအာယူနေရတဲ့ပူနောက်အိုအယောင်ဆောင်ပြီးရောက်လာခဲ့တယ် သူ့ရဲ့ရည်ရွယ်ချက်ကယုံမင်းနဲ့တခြားတရိษံသုံးကောင်ကိုစမ်းတပ်ဖို့လေဒါပေမဲ့တန်ကူးရှင်အနေနဲ့တိုက်ရိုက်မလာပဲဘာလို့ခိုကိုရမယ့်အဘိုးအိုအနေနဲ့လာရတာလဲဆိုတာစဉ်းစားစရာပဲနော် ဒါကစံတက်မှုလေးရဲ့တဘာဝပါတန်ကိုရှင်မှဖြစ်သွားရင် တောင်လို့ဖြစ်လက်နာလိုမြင်လာရဖြစ်ဖြစ်ဝေးကြမှာ မှန်တယ်ဗျာတကယ်စစ်မှန် Thank တဲ့ you, ကရုဏာ Otter. ဆိုတာ Your gift is ကိုယ်စီကနေ appreciated. It ဘာ is အ our ကျိုး honor, မြတ်မ Master. ပြန်မ May ပေး it နိုင်တဲ့ nourish our လုံးဝ spirits. ဒုက္ခရောက်နေတဲ့သူတယောက်အပေါ်ဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကိုကြည့်မှသာသိနိုင်တာကိုပူနာအိုညောင်ဆောင်လာခြင်းကစေတနာအစစ်အမှန်ဟုတ်မဟုတ်တိုင်းတာတဲ့မှတ်ကြောက်ပဲ အဲ့ဒီအချိန်မှာယုံမင်းရဲ့တငယ်ချင်းတေးရဆန်သုံးကောင်ဖြစ်တဲ့ဖြန်ရည်မြောက်ရည်မြေခွေးရည်ကပုံနောင်းအိုကိုကူညီဖို့ကြိုးစားကြတယ် သူတို့လည်းတတ်နိုင်တဲ့လောက်တော့ရှာဖွေလူတိုင်းကြတာပေါ့ဗျာ ဟုတ်တယ်ရှင်အရင်မြစ်တီတွေကအတီးအကျကိုကြည့်ရင်ဖြန်ကရေထဲကနေငါးချင်းပုတ်ကိုရှာပြီးလူတယ်မြောက်ကတစ်ပင်ပေါ်ကတစ်တီးတွေကိုခူးလာတယ်မြေခွေးကတော့နွားနိုးအိုကိုရှာဖွေလူတိုင်းခဲ့တယ်လို့ဆိုပါတယ် ဒီအချက်ကိုပိုပြီးကျယ်ပြန့်တဲ့ရှူထောင်းကနေချက်ဆက်ကြည့်မယ်ဆိုရင်တိရစ္ဆာန်တကောင်စီဟာမိမိတို့အလဲတကူရှာဖွေနိုင်စွမ်းရှိတယ်မိမိတို့တဘာဝနဲ့ကိုက်ညီတဲ့အရာတွေကိုပဲလူတိုင်းခဲကြတာတွေ့ရမယ် တို့ကတော့အရင်ကြီးဝင်မပိတ်တဲ့ຢာတွေပေါ့ ဟုတ်ပါတယ်ဒါကိုပိုရှံမှုကနေပေးကမ်းခြင်းလို့ခေါ်လို့ရတယ်ကိုယ့်ရဲ့ဘဝယတည်မှုကိုမထိခိုက်စေပဲကိုယ်မှရှိနေတာကိုခွဲဝေပေးတာပါဒါဟာမကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ဒါပေမဲ့ဒီအချက်ကနောက်ပိုင်းမှာယုံမင်းပြီးလို့မထူးခြားလာတဲ့ဆွလို့မှုကိုပို့ပြီးပို့လို့ဆိုတော့လန်ခင်းပေးလိုက်တာပဲဖြစ်ပါတယ် တကယ်စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ဒီနေရာပါပဲယုံမဲလေးရောက်လာတဲ့အခါသူ့မှာလူစရာအစာမရှိဘူးယုံဆိုတော့မြက်စားတာကိုလူသားဖြစ်တဲ့ပုံနှောင်းကိုမြက်ကျွေးလို့မရဘူးလေ အဲ့ဒီမှာဆုံးဖြတ်ချက်ကတော်တော်လေးပြတ်သားတော့တယ် ဟုတ်တယ်မိမိရဲ့ခန္ဓာကိုယ်အသားကိုပဲဆွတ်လွတ်ဖို့ဆုံးဖြတ်လိုက်ပြီးမိပုံချေကိုခုံစင်းဖို့ပြင်ဆင်လာတယ်ဒါပေမဲ့ရှင်အဲ့လိုခုံမစင်းခင်လေးမှာအရန်ကိုမှတ်သားစရာကောင်းတဲ့အသေးစိတ်အချက်လေးတစ်ခုပါလာတယ် ဟုတ်ကဲ့ဗာများလဲများဒါကတကယ်ကိုလေးနဲ့တဲ့အဖြူမှုပဲဒီလို့ရက်ကတာမန်ဆွန့်လက်ချင်းမျိုးမဟုတ်တော့ဘူးကိုယ့်အသက်ကိုပေးလူနေတဲ့အချိန်အလွန်အမြင့်အရေးကြီးနေတဲ့အချိန်မှာတော့အခြားတက်ရှိငယ်လေးတဲ့အပေါ်ထားရှိတဲ့အလွန်နူးညံ့အသိမ့်မွေတဲ့မေတ္တာတရားနဲ့တတိတရားကိုပြသနေတာပါ ကိုကမီးလောင်ခံပြီးတေတော့မှတောင်းခွေးလေးလေးတွေအသက်ကိုတွေးပူနေသေးတာဆိုတော့အတ္တဆိုတာလုံးဝမရှိတော့တဲ့သဘောပဲ အတိအကျပါပဲငါကွာဆိုတဲ့မာနဟီးရိုးလုပ်ချင်တဲ့စိတ်
လုံးဝမပါဘူးဆိုတာသိချသွားတယ် The forest ဒါဟာ provides. အမြင့်မားဆုံးသောဆွန့်လွတ်ခြင်းအ Renewal ဆင့်ကို comes ရောက် not သွားတာ from ပါ rushing အေး water. လို့ခတ်တော့ but ပြီး from မီးရှက် patient ခုန်ဆင်းလိုက်တဲ့ roots. အခါမှာတော့အမခံဖြစ်ဖြစ်ကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်ယုံမင်းကမီးပုံထဲရောက်သွားပြီမီးမလောင်ဘူးယူတရက်ကြီးမားတဲ့ကြာပထုံမပွင့်ကြီးတပွင့်ပေါ်လာပြီးအောက်ကနေခလင်းပေးထားလိုက်ပါတယ် My dear တန် friends, တော့စရာပါပဲ the light of What is wisdom အဲ့ဒီကြာ shines ပန်းကြီး upon ကြော us င့် all. ယုံမင်းရဲ့ခန္ဓာကိုယ်မှာအမွေးတစ်ချောင်းမြတော့မလောင်ကျွမ်းလို့ဒီလိုမတန်းနေတာဆိုတော့ ဒီအံဖွယ်ဖြစ်ရဟာဒီကြောင့်ရဲ့တန်ခိုးကြောင့်ဖြစ်တဲ့ဆိုပြီးပဲအဓိကအကြောင်းရင်းကယုံမင်းရဲ့ဖြူစင်တဲ့စေတနာကြောင့်သာဖြစ်ပါတယ်မီးဆိုတာဖြက်စီးခြင်းကိုကိုးစားပြုပြီးကြာပန်းကတော့တန်ရှင်းစင်ကြယ်ခြင်းရဲ့သင်္ကေတလေဖြက်စီးခြင်းကိုအေးချမ်းတဲ့ကြာပန်းဖြစ်ကြောင်းလဲပြင်နိုင်တာဟာဖြူစင်တဲ့မေတ္တာရဲ့အစွမ်းပါပဲ အဲ့ဒီနောက်မှာတော့ဒီဂျာမင်ကဒီမြဲလာတဲ့ဆုံးလို့မှုကိုကဘာဒူကဘာသားတွေအမြင်မြင်တွေ့နိုင်စေဖို့လပီမာလမင်းကြီးပေါ်မှာယုံရွတ်ကိုရေးထိုးခဲ့ပါတယ်ဒီမှာအထူးမှတ်သားပွဲအချက်နဲ့သာမန်ဆေးရည်ကိုမသုံးဘဲဒေါင်းရီအစီကိုအသုံးပြုပြီးရေးထိုးခဲ့တယ်လို့ဆိုပါတယ် ဟုတ်တယ်ဗျာဒေါင်းအစီဆိုတာကဒီနေရာမှာအရန်ကိုအရေးပါတဲ့သင်္ကေတတစ်ခုပါရှင်းဟောင်းယုံကြည်မှုတွေမှာဒေါင်းဆိုတာအစိတ်ပင်းတဲ့ငွေတွေကိုစားပြီးအဲ့ဒီအစိတ် My တွေ dear အလွန် friends, လာပါ the တဲ့ light အ of မွေးအ wisdom တောင်တွေအဖြစ် shines ကြောင်းလဲ upon နိုင် us စွမ်း all. ရှိတယ်လို့သတ်မှတ်ကြတယ် အဆိုးရွားဆုံးအရာတွေကိုအလားပါဆုံးအရာဖြစ်အသွင်ပြောင်းနိုင်တဲ့သဘောပေါ့ မှန်ပါတယ်ဒါကြောင့်ဒေါင်းရဲ့အစီကိုတုံးတာဟာအစိုးရဆုံးနာချင်မှုတွေကိုအတန်စင်ဆုံးအလှပဆုံးအရာအဖြစ်ပြောင်းလဲပေးနိုင်တဲ့အစွမ်းတတ္တိနောက်ပြီးဘေရောမှာမပျက်စီးနိုင်တဲ့ထာဝရတည်မြဲမှုသင်္ကေတတစ်ခုအနေနဲ့တင်စားအသုံးပြုခဲ့တာဖြစ်ပါတယ် ဒါဆိုရင်ယုံမင်းရဲ့ဆွလို့မှုဟာအစိတ်အတောက်ကင်းစင်ပြီးသာဝရလင်းလက်နေမယ်ဆိုတဲ့အတေးဘေကိုဖော်ဆောင်ပေးနေတာပေါ့ ဒီချက်ကရေးကြီးတဲ့မေခွန်းတစ်ခုကိုပေါ်လာစေတယ်ဒီမြတ်မြင့်မြင့်တဲ့လိုရပ်ဒီကဘဝတန်တရားအတွက်မိတို့အကျိုးသက်ရောက်မှုရှိတဲ့နည်းဆိုတာပါပဲဇက်တော်ရဲ့ညီခုံချုပ်ရယုံမင်းဟာဒီလိုကိုကြိုးစွန့်အနေနာခံမှုတွေကြောင့်လူနဲ့ချမ်းသာတွေကိုခံစားရပြီးနောက်ဆုံးမှာတော့ဖျားဖြစ်ကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ် ဒါဆိုရင်ဒီအချက်တွေအကုန်လုံးကဘာကိုဆိုလိုတာလဲလို့ကျမတို့ပြန်ဆန်းစစ်ကြည့်အောင်စေတနာရဲ့အတိုင်းရတာကိုကျိုးစွန့်ခြင်းရဲ့တတ်ထွာအားလုံးအပေါ်ထားရှိတဲ့မေတ္တာတွေကဘလောက်အထိကြီးမားတဲ့အကျိုးကိုဖြစ်ထွန်းစေတယ်လဲဆိုတာသိကြသွားပါပြီ ဟုတ်တယ်ဗျာဒီဇက်တော်ကနေရေးကြီးဆုံးရလိုက်တဲ့အတ္တိပညာကတော့စေတနာနဲ့စွန့်လွတ်မှုရဲ့တကယ်အနှစ်သာရပါပဲရည်ရွယ်ချက်ဘလောက်ဖြူစင်တယ်လဲဆိုတာပေါ်မူတည်ပြီးအကျိုးဆက်ကအနန္တအတိုင်းအတာအထိကျေပြန့်သွားနေတာကိုတွေ့ရတယ် ကောင်းမှုတွေအလိုလိုကာယာမှာထားရှိရဲ့စိတ်နေတဘောထားတွေမှာစေတနာအမှန်ပါဝင်ခြင်းရှိမရှိစင်စစ်ကြည့်ဖို့လိုအပ်နေပါပြီ မှန်ပါတယ်တတိယချက်လက်ဒီများပြားလာတဲ့ဒီခေတ်ကြီးမှာကိုကဘာပြန်ရမလဲဆိုတာကိုကြည့်တွက်ချက်နေရတဲ့ဒီလိုတိကျသေးချပြီးဖြူစင်တဲ့ရွေးချက်မျိုးကပိုပြီးတန်ဖိုးရှိပါတယ် အစီအစဉ်မပြီးဆုံးခင်မှာနားဆင်နေကြသူတိုင်းအတွက်နောက်ဆုံးဆက်တွေးတော့ Thank စ you, ရာ Otter. မျိုးကိုတစ်ခု Your ကို gift ချန် is ထားခဲ့ခြင်းပါ appreciated. တယ် It is our honor,ပြောပါဦး Master. ဗျာ May it အ nourish မှန် our တကယ် spirits. ကြီးမြတ်သောပေးကမ်းလူဒန်းခြင်းဆိုဒီမှာမိမိတို့ပိုရန်နေသောအရာများကိုပေးကမ်းခြင်းလောတမဟုတ်မိမိအတွက်အဖို့ Thank တ you, န်ဆုံး Otter. အရာကို Your gift is အခြားသူတို့ appreciated. မ It is တွန့် our တိုပဲ honor, ဆွတ်ချင် Master. လော May ဆိုတာ it ပါ nourish our spirits. တကယ်ကိုလင်းနေတဲ့ Thank you, Otter. ထို့ထ Your က် gift ပို is ရစိတ်ဝင်စားစ appreciated. ရာ It is ကော our င်းနေမှာ honor, ညဘက် Master. ကောင်း May ကင် it ကို nourish our မော့ချပြီး spirits. လက်မင်းပေါ်ကအရေးအယောင်ကြီးကိုမြင်လိုက်တန်းအဲ့ဒီအရေးတီဟာအမောင်မိုက်ဆုံးအချိန်ဒီမှာတောင်အလင်းရောင်ပေးနိုင်တဲ့ကိုကျိုးစွန်မေတ္တာတရားအကြောင်းကိုကျမတို့ကိုအမြဲတမ်းတတိပေးနေတဲ့အောင်ချိနေခြင်းပင်ဖြစ်ပါတယ်အခုလိုအချိန်ပေးပြီးအတူတကွလေးလာဆွေးနွေးခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြက်လဲဆုံတွေ့ကြပါအောင်မေရှင်